ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်တော့ view ဝိုင်းဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်ဗီဒီယိုမတင်သေးလားမတင်သေးလားမေးနေကြလို့ပေါ့နော်ကျွန်တော်ဗီဒီယိုတင်ပါပြီဆိုတော့ဒီရက်ပိုင်းကျွန်တော်နည်းနည်းပျောက်နေရပေါ့နော်ပြီးတော့ကျွန်တော်အခုကတော့ကျွန်တော် advanced server မှာဆောင်းမဲ့ gameplay မဟုတ်ပါဘူးကျွန်တော်တို့ gameplay တခုဆောင်းမှာဖြစ်ပါတယ်ဆိုတော့အခုကကျွန်တော် mic 1ကိုရောက်လာတယ်ဆိုတော့ mic 1ကိုလည်းရောက်လာခဲ့ပြီပေါ့နော်ဆိုတော့ကျွန်တော်က mic 1မှာကျွန်တော်ဘယ်လိုဆေးထိုးမလဲပြီးတော့ mic 1ကောင်လေးကလွယ်လားခက်လားဆိုပြီးတော့သွားဆော့ကြည့်မှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော် mic 1ဆော့တဲ့ချိန်ကနည်းနည်းလေးဟောဖြစ်သွားပြီပေါ့နော် mic 1တက်တဲ့ချိန်ကကျွန်တော်တို့ season combo ရဲ့အချိန်ကနီးလာပါပြီဆိုတော့ season combo ကလည်းကျွန်တော်3ရက်ပဲကြံပါတော့တယ်ဆိုတော့ season combo 3ရက်ပဲကြံတော့ကျွန်တော်တို့ဘယ်လိုဆော့မလဲဆိုတော့သွားကြည့်အောင်ကျွန်တော် ban တဲ့နေရာတွေကတော့ကျွန်တော် record လုပ်လိုက်တာမမှီပါဘူးပေါ့နော် record လုပ်တာကိုစေးလိုက်တာကိုဘယ်ပြောက်သွားလဲမသိဘူးကျွန်တော်ဖုန်းကနည်းနည်းမကောင်းဖြစ်သွားမှာပေါ့နော် Okay ပွဲလေးတက်သွားမယ် let's go ဒီပွဲမှာကျွန်တော်ဂျူလီယန်ကင်ထားတာပါဂျူလီယန်စကင်ကတော့ကျွန်တော်ဟတ်ထားမလို့ဘရာတို့သိခံကြည့်ပါဆိုတော့ဂျူလီယန်ကင်ထားတော့ကျွန်တော်ဟိုဘက်ကပါခွေကျူးနဲ့ထိန်ရပါလေဒီပွဲကဟိုဘက်ကကောင်လေးကနည်းနည်းဘောတယ်လို့ပြောလို့ရမှာပေါ့ကျွန်တော် record လုပ်တာအဆင်မပြေတော့ဗျာဒီမှာပဲကျွန်တော်နည်းနည်း record လုပ်တာကိုလုပ်လိုက်ရတယ်ဒါပေမဲ့ဒီမှာကြည့်ရင်လည်းပိုရှင်းပါလေပြီးတော့အကောင်လေးကျွန်တော်ကနည်းနည်းလေးလုပ်ပေးမှာပေါ့ဆိုတော့အကောင်ကလည်းနည်းပြေးပြီးဆိုတော့သွေးနေတော့လူတိုင်းတော့ပြေးမှာပေါ့ဆိုတော့ဟိုသွေးဖြစ်ပြီးတော့ကျွန်တော်ပြန်လုံမလားဆိုပြီးကျွန်တော်တို့ကြည့်ရမယ်ဒီမှာဆိုဗျာအဲ့ကောင်ခေါင်းမာတယ်တကယ်ဆိုအိမ်ပြန်သွားလို့ရတယ်ကျွန်တော်မှ inspire ရှိတယ်ဆိုတော့မသိဘူးထင်တယ်အဲ့ကျွန်တော်လည်း inspire လေးနဲ့ပဲရိုက်ပေးမယ်ဆိုပြီးတော့လှုပ်တိုက်ရပေါ့နော်အဲ့ကောင် inspire နဲ့ရိုက်ပေးလိုက်တယ်ဆိုတော့သွေးရလည်းဟိုး body ပြန်တက်သွားတယ်ပြီးတော့လည်းကျွန်တော်ဟိုးဘက်မှာဘလီသွားစားလိုက်ပါတယ်ဆိုတော့ဒီပွဲမှာဆိုရင်ပေါ့နော်ကျွန်တော် level 6လောက်ရောက်တာတော့ဟိုကောင်က level က4လောက်ပဲရှိအောင်ပဲဗျာ4လောက်မရသေးဘူးအဲ့ကောင် level 3လောက်ပဲရအောင်မယ်ဒီပွဲကဘာကွီတော့တော်တော်ပေါ့တယ်ဗျဟိုဘက်ကကောင်လေးတွေ့တော့တော်တော်တနာဖို့ကောင်းတယ်ပေါ့နော်ဒီမှာဆိုဗျာဘရာတို့ကြည့်အကောင်ကကျွန်တော်နာကိုမဝင်လာဘူးပေါ့နော်ကျွန်တော်ရှိတယ်ဆိုတာသိမယ်တင်တယ်ဆိုတော့ကျွန်တော်ကလည်းစိတ်မရှိတာနဲ့အကောင်သွားလုပ်ပေးလိုက်ပါတယ်ဆိုတော့အကောင်ကအမှကျွန်တော်ပဲစောက်နေတော့ဗျာကျွန်တော်လည်းဖတ်လုပ်ပေးလိုက်တယ်ပြီးတော့ကျွန်တော် free လေးရှင်းလိုက်တယ်ပေါ့နော်အကောင်ကတော့သွားမလုပ်တော့ဘူးတာဝါထဲဝင်ကျွန်တော်မှပြန်တည်မစိုးလို့ပေါ့ပြီးတော့ကျွန်တော်ကနောက်တစ်ခါ skin one passive လေးနဲ့ကျွန်တော်ပြန်ဖြုတ်ပေးလိုက်တယ်ဆိုတော့အကောင်မသိဘူးပေါ့နော်ဆိုတော့ကျွန်တော်လည်းလိုက်တယ်ဒါပေမဲ့ vela လာတော့ကျွန်တော်မှ spam မရှိဘူးဆိုတော့ကျွန်တော်လည်းဘာပြန်မလုပ်တော့ဘူးအဲ့ဒါနဲ့ဟိုကောင်လေးလုတ်သွားတယ်ပေါ့နော်ပြီးတော့ဟိုကောင်ကျွန်တော်သွားလုတ်ဖို့လုပ်သေးတယ်ဒါပေမဲ့အကောင်ကအိမ်ပြန်တာနဲ့မြန်သွားတယ်ပေါ့နော်ကျွန်တော်လည်းအဲ့ဒါနဲ့ကျွန်တော်က creep လေးပဲကျွန်တော်သွားစားလိုက်ပါတယ်ဆိုတော့ creep စားပြီးတာနဲ့အကောင်ကဘာလုပ်လဲဆိုရင်ကျွန်တော်လည်းမလာဘူးဗျာဆိုတော့သူကဟိုဘက်ကနေပတ်ပြီးတော့လာချင်တာကျွန်တော် creep ရှင်းနေဆိုတာသိရလေကျွန်တော် creep တက်ရှင်းနေဆိုတာအဲ့ဒါနဲ့ကျွန်တော်လည်းသွားစောက်ပေးလိုက်တယ်စောက်ပြီး expert လေးနဲ့ပဲကျွန်တော်ရိုက်ပေးလိုက်တယ်ဆိုတော့အကောင်လည်းပြောက်နောက်တဲ့ဒီကောင်ကကျွန်တော်လာလောက်တာမဟုတ်ဘူးဗျကျွန်တော်ဗီဒီယိုခေါ်တာဒါကျွန်တော်လည်းဗီဒီယိုပါသွားတယ်ဆိုတော့ဗီဒီယိုပါတာနဲ့အဲ့ကောင်လေးကျွန်တော်လှုပ်ချင်တာဗျာဒါမှမဟုတ်ဘယ်ရမလဲကျွန်တော်ဖြစ်နေတဲ့အတွက်ဟိုဘက်ကမစ်စစ်သားလေးကိုဖြုတ်ပေးလိုက်တယ်ဗျာဒီမှာဆိုကျွန်တော် skin one passive ပဲသုံးသွားတော့နှစ်ချက်သုံးချက်ပဲရိုက်လိုက်ရတယ်ကျွန်တော်ဒိုင်မယာအာလီကင်းတော့ကျွန်တော်ထွက်နေပြီပြီးတော့လည်းကျွန်တော်အောက်ကဘကွေဂျိုလေးကိုသွားဖြုတ်မယ်ဆိုပြီးလုပ်တယ်ဘကွေဂျိုလေးကတော့အောက်ရောက်သွားပြီဆိုတော့ဒီဘက်လေးစားပြီးတော့အကောင်လေးနဲ့ချိန်ဆွဲပေးလိုက်မယ်တော့အကောင်ကလည်းကျွန်တော်တွေးရတယ်တန်းပြေးတာဗျအဲ့ကျွန်တော်တို့နားမှတော့မနေဘူးဆိုတော့ကျွန်တော်လည်းလမ်းလေးပဲရှင်းလိုက်တယ်ဆိုတော့ကျွန်တော်ဘက်ကလည်းတတ်တဲ့တခါရသွားပြီတတ်တဲ့ရသွားတော့ကျွန်တော်ဘက်က level ကလည်းကျွန်တော်မှ level ကလည်းပို့ပြီးတော့ကောင်းသွားတယ်ပေါ့နော်ဆိုတော့ဟိုကကျွန်တော် level 6ရောက်တာတော့ level 4ပဲရသေးတယ်ဆိုတော့အကောင်တော်တော်နှိမ့်နေပြီပေါ့နော်ဆိုတော့ဒီပွဲကတော့ကျွန်တော်တို့ AC နိုင်တယ်ဗျာမိုက်တဲ့ရပါထမဆုံးပွဲမို့လို့လည်းတော့မသိဘူးတော်တော်လွယ်တယ်ပြီးတော့ကျွန်တော်လည်းဂျူနီယန်ကိုကင်တက်တယ်ဆိုတော့ဒီပွဲတော့ကောင်းကောင်းဖြစ်သွားတာပေါ့အကောင်ကကျွန်တော် AD နဲ့ပါထူတယ်ဗျာဖြုံးလို့မဖြုံးကြည့်ပါလားလို့အဲ့ဒါတော့ကျွန်တော်မှနော်ဖက်ရယ်ပြီးတော့တခြားဟာလေးနည်းနည်းပဲရှိသေးတယ်ပြီးတော့အကောင်ဒိုင်းမဲမထွက်တာလည်းပါမယ်ဗျာဆိုတော့အဲ့မှာဆို Isbar ကြီးတက်ကုန်သွားတယ်ဗျာကျွန်တော်တကွဲလောက်သွားတာကျွန်တော်ကအမှ AD နဲ့ချုပ်လိုက်တာကိုအကောင်လွတ်သွားတယ်ဗျာဒီနေရာမှာဆိုရင်ကျွန်တော်ပြန်လုပ်တယ်ဗျာခုနပဲ AD သုံးပြီးသူကပြန်ပွတ်တယ်ဆိုတော့ကျွန်တော်လည်း creep လေးပဲရှင်းလိုက်တယ်ဒီ creep ရှင်းပြီးတော့အကောင်တော့သွားမလုပ်တော့ဘူးပြီးတော့ကျွန်တော်နည်းနည်းဒီမှာ creep ရှင်းတာအားမရလို့အပေါ်ဘက်တက်တယ်ပေါ့နော်အပေါ်ဘက်မှာတက်ရှင်းမယ်ဆိုတော့ကျွန်တော် AACC ပဲဒီလို AACC လုံနေတာကိုကျွန်တော်တို့မှာဟိုးပုံမှာဗီဒီယိုဖြစ်နေကြတယ်ဗျာအဲ့ဒါကိုကျွန်တော်မသိဘူးကျွန်တော်ကဒီမှာ AACC လေးလုံနေတာဒါပေမဲ့ကျွန်တော်ဘက်ကဗီဒီယိုကျွန်တော်သွားစရာတော့မလိုဘူးဗျာကျွန်တော်ဘက်ကောင်တွေကကောင်းတယ်ကျွန်တော်ဆော့တာတော်တော်ကောင်းတယ်ဗျာဟိုဘက်ကဘောလို့လေပါမယ်ပေါ့ဆိုတော့အင်မောအမဆင်းလာပြီဆိုတော့ကျွန်တော်ကလည်းသူ့ရဲ့ blue band နာမှာစောင့်နေရတယ်ပေါ့နော်သူ့ကိုတက်ဖို့အတွက်
ဒါပေမဲ့ကျွန်တော်ဖုန်းကဘာထဖြစ်လဲမသိဘူးဗျာကျွန်တော်အမှစောင့်နေကြစကေး2သွားသုံးပလိုက်တယ်ကျွန်တော်သုံးတာမဟုတ်ဘူးဗျာသူ့ဟာသူသုံးသွားတာဆိုတော့အကောင်ကျွန်တော်စောက်တာ vision ကပေါ်သွားတယ်ဗျာ vision ပေါ်သွားလဲကျွန်တော် edit နဲ့သူကလှုပ်ချင်တာဒါပေမဲ့ကျွန်တော်မာနေသေးတော့ကောက်စားသွားတယ်ဗျဘယ်လိုပဲဖြစ်ဖြစ်ပါလိမ့်နော်ကျွန်တော်တို့ဘက်ကကေးရသွားတယ်ဆိုတော့ကျွန်တော်လည်းဘာမှပြောတော့ဘူးဒါပေမဲ့အဲ့နောက်မှဆိုဗျာသူကကျွန်တော်လှုပ်လိုက်တာဒါပေမဲ့ဒီမှာဆိုလည်းကျွန်တော်ဝင်လို့မရဘူးဗျာ moment speed ကတော်တော်နှေးနေတာအဲ့ဒါကိုဟိုကောင်ကလည်းပြေးသွားတယ်ဗျာကျွန်တော်ဝင်လို့မထင်ပြီးတော့ဆိုတော့ကျွန်တော်လည်းကိုလေးမှပဲကိုနေလိုက်ရဗျာဒီပွဲမှာဆိုရင်ကျွန်တော်တခြားလင်းတွေအဲ့လောက်မသွားဘူးတော့ကျွန်တော်ကိုလင်းမှပဲကိုနေတယ်ပြီးတော့အကောင့်လေးကိုလည်းဖြုတ်ဝေးလိုက်တယ်မို့နော်ကျွန်တော်ဒီတကယ်ဆိုရင်အဲ့မှာ expert 30မလို့ဗျာဒါပေမဲ့ကေးရတာအမြန်လို့သုံးလိုက်တာပြီးတော့ကျွန်တော်တာဝါကိုလည်း crit ရလာစားနေတော့ကျွန်တော်လည်း crit ကိုပြန်စားပေးလိုက်တယ်ဗောနော်ပြီးတော့ဒီဘက်လေးကိုလည်းစားလိုက်တယ်ကျွန်တော်မှ level ရတော့တော်တော်ရနေဗောနော်ဆိုတော့ကျွန်တော်လည်းလော့ဆရာမရှိဘူးဗောနော်ဒီချိန်လေးရ AC နေလို့ရတဲ့ချိန်လေးဆိုတော့ကျွန်တော်လည်း AC ပဲနေလိုက်တယ်ဗောနော်ဒီမှာဆိုဗျာကျွန်တော်မှမန်နာလည်းနည်းနည်းမရှိတော့ဘူးဆိုတော့ကျွန်တော်ဟိုကောက်လည်းစောင့်နေရတယ်ဗောနော်ဆိုတော့ကျွန်တော်ကလည်းစိတ်မရှိရနဲ့ကျွန်တော်ဒီ crit တွေကိုထွက်စားလိုက်ပါတယ်ဒီ crit တွေကိုကျွန်တော်စားပြီးတာနဲ့ဟိုကောက်လည်းစောက်တယ်ဗောနော်အကောင်လာတော့ကျွန်တော်နည်းနည်းလေးခြောက်တယ်ဗောနော်ဒါပေမဲ့လေအကောင်မကြောက်ဘူးဆိုတော့ကျွန်တော်ပဲနောက်ကိုပြန်ပြီးတော့ပြေးရတယ်ဗောနော်မန်နာမရှိတော့ပြီးတော့ကျွန်တော်အပေါ်ကသူ့ရဲ့ crit ကိုကျွန်တော်နောက်တဲ့အုပ်ကိုစောက်ပါတယ်နောက်တဲ့အုပ်ကထွက်လာရင်သူ့ဘာထွက်လာမလားဆိုပြီးတော့ဗောနော်ဒါပေမဲ့ကျွန်တော်ဒီအုပ်ကိုစားလိုက်တယ်ဗျာပြီးတာနဲ့သူကတော့ထွက်လာတယ်ဒါပေမဲ့အကောင်ကျွန်တော်ဘာမှတော့မလုပ်လိုက်ရအောင်ဒီမှာဆိုကျွန်တော် AD နဲ့ပါထိုးသွားသေးတာဗျာကျွန်တော်မန်နမရှိတော့ကျွန်တော်လည်းအကောင်ဘာမှမလုပ်တော့ဘူးဆိုပြီးတော့ပေါ်တင်ပဲတောက်ရတဲ့နေပြီးတော့လင်းသက်ရှင်ကိုလည်းဒီမှာလာစောင့်လိုက်တယ်ဗောနော်ဒီမှာဆိုရင်ကျွန်တော်လင်းရှင်းဘွားကျွန်တော်စောင့်နေပြီဟိုကောင်ကလည်းဟိုဘက်က free စားနေပြီဗောနော်ဟို free ကိုသူကစားနေတော့ကျွန်တော်လည်းဘာမှမလုပ်တော့ဘူးဒီလင်းလေးပဲရှင်းလိုက်တယ်ပြီးတော့ကျွန်တော်မန်နာလေးဖိလိုက်တယ်ဗောနော်သွေးဖိပြီးတော့ဒီမှာဆိုခြံခဲကကျွန်တော်လာကူတာထက်ကေးလာကောက်စားရလို့ပဲပြောလို့ရမှာဗောနော်ကျွန်တော်သွားလို့တော့ကျွန်တော်လည်းအမှသွားလောက်တာကိုမစ်စစ်သားပေါ်ဆင်းလိုက်ဆိုတော့ကျွန်တော်ကစိတ်လုံးရှာတဲ့လူတာတော့မသိဘူးပေါ့အဲ့နာမှာဆိုမစ်စစ်သားဆွဲလိုက်တယ်ဒါပေမဲ့ကျွန်တော်ဟိုဘက်ကိုပဲအိမ်ယူလိုက်တယ်ဗောနော်ပြီးတော့အမှကျွန်တော်ကမစ်စစ်သားတို့ဘာလို့နိုင်တယ်လို့ဘာလို့နဲ့အဲ့နာမှာနည်းနည်းလေးရစ်လေလှုပ်လိုက်ရဗောနော်ဒီမှာဆိုသူ့ကိုနိုင်တယ်လို့ဘာလို့နဲ့ကျွန်တော်လှုပ်လိုက်တယ်ဒါပေမဲ့ကျွန်တော် AD နဲ့လာလို့သွားတော့ဗျာကျွန်တော်လည်းစိတ်လုံးရှာပြီးတော့ဘာကြီးလှုပ်ရမှမသိတော့ဘူးနဲ့ကျွန်တော် expert ပါခုံသွားတယ်ဆိုတော့ကျွန်တော်လည်းတည်သွားတယ်ဗောနော်ဒါမဲ့ကျွန်တော်တည်တော့ဗျာ flat twin တို့ဘာလို့ဆင်းလာပြီးဒီမှာဆိုရင်ဗျာအပေါ်ကနှစ်ကောင်ကလည်းကျွန်တော်နာဆင်းလာဖို့လုပ်တယ်အဲ့ချိန်မှာဆို flat twin ကဟိုမားကဆင်းလာနေပြီဗျာဟိုဘက်ကဆင်းလာနေတော့ကတူတို့ကလည်းအမှမစ်စစ်သားတကောင်ယူသွားလိုက်တယ်မစ်စစ်သားယူသွားပြီးတော့အပေါ်မှာဆိုရင်ဗျာ flat twin ကတာဝါထဲတိဝင်ကျန်းလာဆိုတော့တာဝါထဲတိဝင်ကျန်းပြီမဲ့လေခြံခဲ့တယ်ဟိုဘက်ကပြစ်ပေးနေတော့ရောက်သွားတယ်ဗောနော်ဆိုတော့အဲ့ဗဒေနိုင်ဝိုင်းလို့ပဲပြောလို့ရမယ်ဆိုတော့ကျွန်တော်လည်းတင်စီးပြီးတော့ကျွန်တော်တို့လင်းကိုကျွန်တော်ပြန်လာလိုက်ပါတယ်ဆိုတော့ကျွန်တော်ကလည်းတာဝါလေးချိုးလိုက်ရပါတော့ဆိုတော့တာဝါချိုးပြီးတော့ဟိုဘက်ကမတ်စမတ်လည်းကျွန်တော်လင်းကိုဆင်းလာတယ်ဗျာဆိုတော့မတ်စမတ်ဆင်းလာတော့ပေါကူတော့ဘယ်ရောက်နေလဲမသိဘူးဗောနော်ခြံခဲကလည်းပြေးလာတယ်ဆိုတော့ခြံခဲကျွန်တော်လင်းလာတာမဟုတ်ဘူးဗျာအိမ်မလိုက်တာလို့ပြေးလာတာဆိုတော့အိမ်မောကလည်း ascension ဆိုတော့မိတ်ကလည်းကျွန်တော်ဘက်ခြံခဲဆိုတော့ခြံခဲလေးရှော့သွားတယ်ဗောဗျာခြံခဲရှော့သွားတော့ကျွန်တော်လည်းအကောင်သွားလုံနေဆိုပြီးတော့လုပ်တာဒါပေမဲ့ဟိုဘက်ကတအုပ်လုံးနဲ့တယောက်ဆိုတော့ကျွန်တော်လည်းဘာမှမလုပ်လိုက်ဘူးပြီးတော့ကိုတာဝါနောက်ပဲပြန်ပြေးလာတယ်ဟိုကောင်ကျွန်တော်လိုက်လုပ်နေသေးရဲ့ဗျပြီးတော့အပေါ်ဘက်မှာဗဒေဖြစ်နေတော့ကျွန်တော်လည်းအပေါ်သွားရမလားဒီမှာပဲလင်းရှင်းပြီးတော့နေရမလားဆိုပြီးတော့ကျွန်တော်ဝေခဲမြတ်ဖြစ်နေတယ်ဒါပေမဲ့လည်းကျွန်တော်ဒီမှာပဲလင်းရှင်းနေလိုက်ပါတယ်ပြီးတော့အပေါ်တော့ကျွန်တော်မတက်တော့ဘူးပေါ့နော်ပြီးတော့ဒီမှာလင်းရှင်းလိုက်တယ်တော့ဒီမှာလင်းရှင်းပြီးတာနဲ့ကျွန်တော်ဟိုဘက်ကဗဒေဝင်ဖို့လုပ်ပါလေဒါပေမဲ့ဗဒေက AC လေးပေါ့နော်ဗဒေကတော်တော်လွယ်တယ်ဗျအဲ့တော့ကျွန်တော်လည်းဗဒေမသွားတော့ဘူးပြီးတော့ဟိုကောက်တာဝါတဲ့နေဝင်လောက်တာပေါ့နော်ကတုကချာကောင်းတယ်ပြီးတော့ကျွန်တော်ဒီမှာ expert နဲ့ဒီတာဝါချိုးလိုက်ပါတယ်ဆိုတော့ expert နဲ့ချိုးလိုက်တော့နည်းနည်းတော့မြန်သွားတယ်ပေါ့ဗျာဒါပေမဲ့တာဝါတော်တော်မာတယ်ဗျတော့အဲ့မှာကျွန်တော်တာဝါချိုးလိုက်တယ်တာဝါချိုးပြီးတော့မေဂါရှိလေးကျွန်တော်ခွာဖို့အတွက် crit လေးလှုပ်လိုက်တယ်ပေါ့နော်ပြီးတော့ဒီဘက်အိမ်မုံကျွန်တော်ဝင်လုပ်ပါတယ်အင်မူလေးလေးရှော့တော့ဒီတာဝါလေးကျွန်တော်ယူလိုက်ရပါတော့ဒီတော့မှဆိုတော်တော်ကောင်းတယ်ဗျဒီလိုလေးအဲ့လိုလေးလောက်တာအဲ့လိုလေးတော်တော်မိုက်တယ်ဗျပြီးတော့ကျွန်တော်ဒီတာဝါချိုးလို့တယ်ကျွန်တော်တို့ဘက်ကတာဝါတစ်လုံးမစစ်တဲ့ချိုးသွားတော့ဗောနော်ဒါပေမဲ့ပကူတော့ကျွန်တော်လာချိုးတော့ပြေးနိုင်မှလွတ်မယ်ဆိုပြီးပြေးသွားဗောနော်ဆိုတော့လွတ်သွားပါတယ်ဆိုတော့အဲ့လိုလွတ်တော့ကျွန်တော်လည်းဘာမှတော့လုပ်စရာမရှိဘူးဒါပေမဲ့ဟိုဘက်အကောင်လေးနည်းနည်းခြောက်လိုက်တယ်ဗောနော်ပြီးတော့ကျွန်တော်ဒီလော့လေးကိုကေးလိုက်ပါတယ်ဒီလော့ကေးတဲ့ချိန်မှာကျွန်တော်သွေးနေတယ်ဗျာဒါပေမဲ့ကျွန်တော်ပတ်စိတ်လေးနဲ့လောက်လိုက်တော့သွေးကသူ့ဟာသူ့ပြန်တက်သွားတယ်ဗျာ
ဆိုတော့ဂျူလီယန်အဲ့လိုကိုင်းလို့ကောင်းတာဗောနော်အဲ့ဒါလည်းကျွန်တော်ဂျူလီယန်ကြိုက်တာပါပြီးတော့ကျွန်တော်တို့လာနှောက်ရက်တဲ့မေးစစ်သားလေးလည်းဖျောက်ပေးလိုက်ပါတယ်နော်အကောင်ကတော်တော်ဖြစ်နေတာဗျဒီပွဲလေးဒီပွဲကပြောဘာမှလုံးလုံးဆရာမလို့ပြောလို့ရမှာဗျဒီပွဲကတော်တော်လွေးတယ်ဆိုတော့ကတိုးကကြခုံချလိုက်ကြဟိုကောင်အဲ့ဒီလေးနဲ့ရှောင်လိုက်တယ်အဲ့ဒီနဲ့ရှောင်တော့ကျွန်တော်ပေါ်အကောင်လေးပဲနဲ့သွားလောက်လိုက်ကြတော့နော်အဲ့မှာကျွန်တော်တောက်ပြီးတော့ဖင်ဝင်ရတာဗျဒါပေမဲ့လေမရသွားတော့ကျွန်တော်လည်းထွက်လာလိုက်ရေဒီပါဆိုကျွန်တော် emo လေးပြပါလေးပြပေါ့ပြီးတော့ကျွန်တော် record လေးလည်းပြလိုက်တယ်ဆိုတော့အရင် gameplay တော့လို့ record မရှိတော့တာတော့မဟုတ်ဘူးဗျ record နဲ့ဖြစ်သွားပြီကျွန်တော်ဒီ video တွေကကျွန်တော် SCP မှာထည့်မှာမလို့ brother တို့ငယ်ချင်းတွေလည်း share ပေးကြပါအဲ့လိုမျိုးလေ brother တို့ပဲကြည်ပေါ့နော်နောက်ထပ်ကျွန်တော်အားပေးကြပါအောင်ပြီးတော့ကျွန်တော် channel က subscriber 1000ပြပါတော့မယ်ဆိုတော့ monetization တော့လည်းကျွန်တော်နည်းနည်းတဝက်တစ်ပြက်လောက်ကတော့ရသွားပြီပေါ့နော်နောက်ထပ် watch hour 4500လိုပါသေးတယ်ဆိုတော့အဲ့ဒါလည်းကျွန်တော်ပြဖို့ရလိုပါသေးတယ်ပြီးတော့ကျွန်တော်ဗီဒီယိုလေးကို brother တို့ကြည့်ပြီးတော့လည်းအားလုံးကျေးဇူးတင်ပါတယ်ဆိုတော့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်နောက်ထပ်ကျွန်တော်ဘာဗီဒီယိုတင်ဖို့မလဲဆိုရင် event date တွေကိုနောက်နှင်းမရင်နောက်ထပ်2ရက်3ရက်ကြာရင်ကျွန်တော်ဘာ event ကဘယ်နေ့လာမလဲဆိုတော့ကျွန်တော်တင်ပေးပါမယ်ဆိုတော့ပါမယ်ပါ